ကျွန်တော်မတော်တဆပြစ်မိလိုက်တဲ့ရှစ်ကနန်းမှာအနက်ရောင်ဘီလီရဲ့ဘောလုံးလေးဟာကုန်းစင်အတိုင်းအရှိန်နဲ့လိမ့်ဆင်းသွားပြီးအဆုံးမရှိနဲ့ဆိုင်လာတဲ့ကျင်းကြီးတဲ့ကိုပြုတ်ကျသွားခဲ့တယ်။အဲ့ဒီဘောလုံးကတကယ်တော့ကျွန်တော်အဖေအမျက်တလို့တန်ဖိုးထားတဲ့ဘောလုံးလေးပါအဖေမိသွားမှကြောက်တာနဲ့ပဲအမှန်တရားကိုဖုံးကွယ်ဖို့အတွက် online ကနေအဲ့ဒီဘောလုံးနဲ့ပုံစံတူတစ်လုံးကိုအမြင်မှယူလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့သတင်းတွေထဲမှာအေယာမအောက်ကခဲကြီးတစ်ခုကဘာမြေစီဥတီလာနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ကဘာတဝန်းကအစိုးရတွေဟာဒုံးကျည်တွေနဲ့ပစ်ချဖို့စူးစမ်းခဲ့ကြပေမဲ့မအောင်မြင်ခဲ့ပါဘူး။ကဘာပြတ်တော့မဲ့ဘေးရန်ရဲ့အတွက်ပြင်ဆင်တဲ့အနေနဲ့ကျွန်တော်တို့မိသားစုဟာမြေအောက်ခန်းထဲကိုပြောင်းရွှေ့ခဲ့ကြပါတယ်။အဖေနဲ့အမေကရိတ်ခါတွေအများကြီးစုဆောင်းထားပြီးအပင်စိမ်းလေးတွေတောင်ယူလာခဲ့ကြသေးတယ်။ဘီလီရဲ့ရတာဝါသနာပါတဲ့အဖေကတော့ဘီလီရဲ့ခုံကိုပါမြေအောက်ခန်းထဲတည်လာခဲ့ပါတယ်။ကျွန်တော်ဆိုဖာပေါ်မှာထိုင်ပြီး TV ကြည့်နေရင်ရုတ်တရက်အော်ဟစ်မိသွားတယ်။ဘာလို့လဲဆိုတော့သတင်းထဲမှာပြနေတဲ့အုတ်ကခဲကြီးဟာတကယ်တော့ရှစ်ကနန်းပါတဲ့ဘီလီရဲ့ဘောလုံးကြီးဖြစ်နေလို့ပါပိုဆိုးတာကအဲ့ဒီအပေါ်မှာကျွန်တော်ရဲ့အကောင့် ID ကိုထွင်းထားတာသတိထားမိလိုက်တယ်။ကျွန်တော်ချက်ချင်းထပ်ပြီး online ကမှာထားတဲ့ order ကိုစစ်ကြည့်လိုက်တော့ကျွန်တော်ရဲ့အမည်တူကောက်နဲ့မွေးနေ့ကိုပါထွင်းခိုင်းထားမိတာကိုတွေ့လိုက်ရတယ်။ဒီအုတ်ကခဲကြီးဟာကျွန်တော်မှလိုက်တဲ့စကြဝဠာအဆင့်ပါဆယ်ထုတ်ကြီးဖြစ်နေတာကိုကျွန်တော်အတီးပြုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မိဘတွေကတော့ကျွန်တော်စကားကိုမယုံကြပဲစိတ်ဖိစီးနေလို့ပဲထင်နေကြတယ်။ကျွန်တော်ဦးလေးတယောက်ပဲယုံပါတယ်။ဘာလို့လဲဆိုတော့မနေ့ကသူကိုယ်တိုင်ကောင်းကင်မှာပကံပြပြန်တစည်းကိုမျက်မြင်တွေ့ခဲ့လို့ပါ။အဲ့ဒီအချိန်မှာဘောလုံးကြီးဟာကဘာမြေနဲ့ပိုနီးကပ်လာပြီးတိုက်မိဖို့မိနစ်20ပဲလိုပါတော့တယ်။သတင်းကြေညာသူဟာကြောက်လွန်းလို့ငိုတောင်ကိုနေပြီးစတူဒီယိုတစ်ခုလုံးလည်းပယံပရာဖြစ်နေပါပြီ။ကျွန်တော်တို့မိသားစုတစ်ခုလုံး TV ရှိမှထိုင်ပြီးနောက်ဆုံးအချိန်တွေကိုကုံဆုံးနေကြတော့ကဘာကြီးတစ်ခုလုံးမှောင်တိကျသွားပါတော့တယ်။အဲ့ဒီအချိန်မှာအဖေကအကြံတစ်ခုရသွားတယ်။ဒါဟာ online order ဖြစ်နေတဲ့အတွက်ပစ္စည်းကိုပြန်အပ်လိုက်ရင်ဒီဘေးအန္တရာယ်ကြီးရက်သွားနိုင်တယ်လို့တွေးမိလိုက်တာပါအဖေနဲ့အမေကလျှက်စစ်မီးရဖို့မိဆက်ကိုအတင်းနှင်းကြပြီးကျွန်တော်နဲ့ဦးလေးကတော့စကြဝဠာဈေးဝယ်ဝက်ဆိုက်ထဲကိုပြန်ဝင်ပြီးပစ္စည်းလက်ခံရန်ညှင်းဆိုခြင်းကိုနှိပ်လိုက်ပါတယ်တကယ်ပဲအုတ်ကခဲကြီးဟာကမ္ဘာလေထုအပြင်ဘက်မှာတင်ရက်တန်သွားပြီးတိုက်မိမဲ့အချိန်နောက်ပြန်ရေတွက်မှုလည်းရက်သွားပါတယ်အဲ့ဒီနောက်စခရင်ပေါ်မှာစဝိုင်းတွေကကြက်ချီခက်တင်နေတာတစ်ခုပေါ်လာပါတယ်ပုံမှန်အတိုင်းဆိုရင်ကြက်ချီခက်ကညင်းပယ်တီးလို့အတိတ်ပဲရတာမို့ကျွန်တော်ကအဲ့ဒီကြက်ချီခက်ကိုပဲရွေးလိုက်ပါတယ်ဒါပေမဲ့အုတ်ကခဲကြီးကပြန်လဲလှုပ်ရှားလာပြီးအရင်ထက်တောင်ပုံမြန်တဲ့အချိန်နဲ့ဆင်းလာပါတော့တယ်အခုဆိုရင်3မိနစ်ပဲလိုပါတော့တယ်ကဘာကြီးကိုကဲတင်ဖို့တစ်ခုလေးတော့အခွင့်အရေးကိုကျွန်တော်တို့လက်လွတ်လိုက်ရပါပြီကျွန်တော်နောင်နာတွေအကြီးကျယ်ရနေမိတယ်ကျွန်တော်တို့မိသားစုဝင်တွေတယောက်ကိုတယောက်ဖတ်ထားရင်အဆုံးသက်ကိုစောင့်နေကြတော့ရှစ်ကနန်းမှာအနက်ရောင်အုတ်ကခဲကြီးကဘာကိုတိုက်မိသွားပါတော့တယ်ဒါပေမဲ့ကျွန်တော်တို့မိသားစုဟာအံ့ဩစရာကောင်းတော့အောင်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်10နှစ်ကြာပြီးနောက်ကျွန်တော်လည်းလူလားမြောက်ခဲ့ပါပြီရုတ်တရက်လှုပ်ခတ်လာတဲ့ငလင်ကြောင့်ကျွန်တော်တို့နိုးလာကြတဲ့မြေအောက်ခန်းတကားပွင့်သွားပြီးတောက်ပတဲ့အလင်းတန်းတစ်ခုဝင်လာပါတယ်ကျွန်တော်မြေအောက်ခန်းထဲကနေဖြည်းဖြည်းချင်းထွက်လာတဲ့အခါမှာတော့စကြဝဠာပါဆယ်ပိုးသမားတစ်ယောက်ဟာအပြင်မှာ10နှစ်တောင်စောင့်နေတာကိုတွေ့လိုက်ရတယ်သူကကျွန်တော်ကိုပါဆယ်လက်ခံလွှာလေးပေးပြီးလက်မှတ်ထိုးခိုင်းပါတယ်ကျွန်တော်လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ပို့ဆောင်ရေးသမားဟာသူ့တာဝန်ပြီးဆုံးသွားပြီဖြစ်လို့အာကာသယာဉ်နဲ့ပြန်တန်းထွက်ခွာသွားပါတော့တယ်နေအောင်ကြီးဟာကဘာမြေပေါ်ကိုတဖန်ပြန်လဲကြားရောက်လာပါပြီအဝေးမှာတော့အေယာမအနက်ရောင်ရှစ်ကနန်းမှာဘောလုံးကြီးကိုမြင်နေရတော့မဲ့ကျွန်တော်နောက်လဲကြည့်လိုက်တော့ကျွန်တော်မိသားစုဝင်တွေလည်းမြေအောက်ခန်းထဲကနေထွက်လာကြပါပြီကျွန်တော်တို့အားလုံးဘဝတစ်ကိုပြန်လည်စတင်ဖို့အတွက်ပျက်စီးနေတဲ့မြို့ပြအပျက်စီးတွေစီကို OTP ရှောင်းလန်းသွားကြပါတော့တယ်